ဒီနေ့တောက်ခဲ့တဲ့ coffee လေးတစ်ခွက်ကကဘာတစ်ချောင်းကိုဘယ်လိုခီးပေါက်ခဲ့လဲဆိုတာသိကြလား coffee ဈေးတွေကဘာပေါ်မှာဘယ်လိုစတင်ပေါ်ပေါက်လာလဲဆိုတဲ့တမိုင်းကြောင်းအစကိုလေ့လာကြည့်အောင် coffee ရဲ့မူလဇာတိကတော့အရှေ့ဥရောပမှာရှိတဲ့ Ethiopia နိုင်ငံကဖာဒေသကနေစတင်ခဲ့တာဖြစ်ပါတယ်ဒီနေရာမှာ coffee ဆိုတဲ့နာမည်ကိုယ်တိုင်က Ethiopia ကဖာဒေသနာမည်ကနေဆင်းသက်လာတယ်လို့ပညာရှင်တွေကယူဆကြပါတယ်တမိုင်းမှတ်တမ်းတွေနဲ့ဒဏ္ဍာရီတွေအရ coffee ကို BC 900စုလောက်ကလေးကစတင်တွေ့ရှိခဲ့တယ်လို့ဆိုကြပါတယ်အဲ့ဒီထက်မှာထင်ရှားဆုံးဒဏ္ဍာရီကတော့ခါရီလို့ခေါ်တဲ့စိတ်ကြောင်းသားလေးရဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်တနေ့မှာခါရီကသူ့ရဲ့စိတ်တွေကိုတော်ထဲမှာကြောင်းရင်းနဲ့စိတ်တွေဟာတစ်ပင်တစ်ပင်ပေါ်ကအနီအောင်သီးကိုစားသုံးပြီးတဲ့နောက်မှာပုံမှန်ထပ်ပုံမတက်ကြွလာတာကိုသတိထားမိခဲ့ပါတယ်စိတ်တွေကညဘက်ရောက်တဲ့အထိအိမ်မပျော်ပဲခုံပေါကစားနေရကိုတွေ့ရတဲ့အခါခါရီယာအဲ့ဒီအသီးတွေရဲ့ထူးခြားမှုကိုစိတ်ဝင်စားလာခဲ့ပါတယ်အဲ့ဒီနောက်ခါရီယာအဲ့ဒီအသီးတွေကိုဒေသခံဘုံကြီးကျောင်းကဖုံးတော်ကြီးတွေစီတွားရောက်ပြီးတော့ပြသခဲ့ပါတယ်ဖုံးတော်ကြီးတွေကလည်းအဲ့ဒီအသီးဟာလူတွေကိုဘယ်လိုတက်ရောက်မှုရှိမလဲဆိုတာကိုစမ်းသပ်ကြည့်ချင်စိမ့်နဲ့ရေနွေးနဲ့စိမ်ပြီးတောက်သုံးကြည့်ကြပါတယ်အဲ့ဒီလိုတောက်သုံးလိုက်တဲ့အခါညင်တဲ့အထိတရားထိုင်ရမှာအင်္ဂိုက်ထားမျိုးမရှိဘဲနဲ့စိတ်ကိုလန်းဆန်းတကြွစေပြီးအာယုံစူးစိုက်မှုကောင်းမွန်တာကိုလက်တွေ့ရှိခဲ့ကြပါတယ်ဒီကနေစပြီး Ethiopia ဘုံကြီးကျောင်းတွေကနေတဆင့် coffee ဟာလူတွေကြားကိုစတင်ပြန့်နှံ့လာခဲ့တာဖြစ်ပါတယ်ပထမပိုင်းမှာတော့ coffee ကိုအချိုရည်ဒါမှမဟုတ်အဖျော်ရမကအနေနဲ့မဟုတ်ဘဲနဲ့အားရင်ဒိုးစီတဲ့ဆေးဘက်ဝင်အပင်တစ်မျိုးအနေနဲ့အဓိကစားသုံးခဲ့ကြပါတယ်။ coffee သီးရဲ့အနှစ်တွေကိုအစီနဲ့ရောနေပြီးစားသုံးတာမျိုးတွေရေနွေးနဲ့စိမ်ပြီးတောက်သုံးတာမျိုးတွေကိုစတင်လှုပ်ဆောင်လာကြတာတွေ့ရပါတယ်။တမိုင်းမှတ်တမ်းတွေအရ15ရာစုဝန်းကျင်မှာ coffee ဟာ RTC ကိုတရားဝင်ရောက်ရှိလာခဲ့ပါတယ်။အထူးသဖြင့်စူပီဖုန်းကြီးတွေကညဘက်ဆူတောင်းဝတ်ပြုမှုတွေဘာသာရေးဆိုင်ရာကျင့်စဉ်တွေပြုလုပ်တဲ့အခါအင်္ဂိုက်ထာကိုကာကွယ်ဖို့အတွက် coffee ကိုပုံမှန်တောက်သုံးဖို့အလေးထားလုပ်လာကြပါတယ်။သူတို့တွေက coffee ဆေးကိုလှော့ခတ်ပြီးမှရင်းနှီးနဲ့ကြိုချက်တောက်သုံးတဲ့နီလန်းကိုအဲ့ဒီအချိန်ကလေးကစတင်ဖော်ထုတ်ခဲ့ကြတာဖြစ်ပါတယ်။ဒီနီလန်းဟာယနေ့ခေတ်ကျွန်တော်တို့တောက်သုံးနေတဲ့coffee ချက်ပြုတ်တဲ့စနစ်ရဲ့အစအဦးလို့ပြောလို့ရပါတယ်။အဲဒီတော့ယီမင်နိုင်ငံကမိုးခစေကံကမ္ဘာတစ်ခုတည်းသော coffee တင်ပို့ရာဘိုးဘိုချက်ဖြစ်ခဲ့ပါတယ်။ coffee ဆေးတွေကိုမိုးခ coffee လို့ခေါ်ဆိုခဲ့ကြပြီးအလွန်တန်ဖိုးကြီးတဲ့ကုန်ပစ္စည်းတစ်ခုဖြစ်လာခဲ့ပါတယ်။တဖြည်းဖြည်းနဲ့မက္ကာ၊ကိုင်ရိုနဲ့အင်စတန်ဘူမျိုးတွေမှာ coffee ဆိုင်တွေပေါ်ပေါက်လာပြီးတော့လူတွေစုဝေးဆွေးနွေးကြတဲ့လူမှုဘဝရဲ့ဘိုးဘိုချက်မတွေဖြစ်လာခဲ့ပါတယ်။16ရာစုစောပိုင်းမှာ coffee ဟာဥရောပအထူးသဖြင့်အီတလီဗီနီမျိုးတွေကိုရောက်ရှိလာခဲ့ပါတယ်။အစပိုင်းမှာဘာသာရေးခေါင်းဆောင်ချို့ကတားမြစ်ဖို့ကြိုးစားခဲ့ပေမဲ့ပုံရန်အမင်းကြီးကလမတ်3ဦးကိုယ်တိုင်တောက်သုံးပြီးကောင်းကြီးပေးခဲ့လို့ဥရောပမှာလူကြက်များကျေပြန့်လာခဲ့ပါတယ်။နောက်ပိုင်းမှာဥရောပကိုလိုနီနယ်ချဲတွေကကော်ဖီပင်တွေကိုကိုယ်တိုင်စိုက်ပျိုးချင်လာကြပါတယ်။အာရတီယာအစိတ်ကိုအညှောင်းမပေါအောင်မီးလော့ပြီးမှတင်ပို့တဲ့ကြားကနေဒက်ရှ်နဲ့ပြင်သစ်လူမျိုးတွေကအင်ဒိုနီးရှားနိုင်ငံဂျာဗာကျွန်းနဲ့အမေရိကတိုက်တွေစီခိုးထုတ်စိုက်ပျိုးနိုင်ခဲ့တာကြောင့်ကော်ဖီကကမ္ဘာအနှံ့ပြန့်နှံ့သွားခဲ့တာဖြစ်ပါတယ်။မြန်မာနိုင်ငံမှာတော့ကိုလိုနီခေတ်1885ခုနှစ်ဝန်းကျင်လောက်ကဗြိတိရှဆိုရနဲ့ခရစ်ယာန်သာသနာပြုတွေကနေကော်ဖီကိုစတင်စိုက်ပျိုးခဲ့ကြပါတယ်။ရာသီဥတုနဲ့မြေစီလွှာကိုက်ညီတဲ့အတွက်ပြည်ဦးလင်းနဲ့ရှမ်းပြည်နယ်တောင်ပိုင်းရွာငံဒေသတွေဟာမြန်မာနိုင်ငံရဲ့စိုက်ပျိုးရေးဗဟိုချက်တွေဖြစ်လာခဲ့ပါတယ်။ဗြိတိရှကိုလိုနီခေတ်နှောင်းပိုင်းကာလတွေမှာဒေသခံပြည်သူတွေဟာကော်ဖီစိုက်ပျိုးရေးလုပ်ငန်းတွေကိုထပ်ဆင့်တိုးလုပ်ကိုင်လာကြပြီးပြည်တွင်းစားသုံးမှုအတွက်တာမကပြည်ပကိုပါတင်ပို့နိုင်တဲ့အထိစ조사ခဲ့ကြပါတယ်။မြန်မာနိုင်ငံမှာအာရဘကာမျိုးစားနဲ့ရော်ဘာစတာမျိုးစားတွေကိုအဓိကထားစိုက်ပျိုးနေကြပြီးတော့အထူးသဖြင့်ရှမ်းပြည်နယ်ရထွက်ရှိတဲ့အထူးတန်းဝင်ကော်ဖီဈေးတွေဟာနိုင်ငံတကာကော်ဖီပြိုင်ပွဲတွေမှာစုတစိတ်တွေပါရရှိလာပြီးကမ္ဘာနာမည်ကြီးဝါသနာရှင်တွေရဲ့အတိမတ်ပြုမှုကိုရရှိနေပြီဖြစ်ပါတယ်။ဒီလိုနဲ့အီသီယိုးပီးယားတောင်တန်းတွေကစိတ်ကြောင်းသားလေးစတင်တွေ့ရှိခဲ့တဲ့ကော်ဖီဈေးလေးဟာရာစုနှစ်ပေါင်းများစွာဖြတ်တန်းလာပြီးတဲ့နောက်မှာယနေ့အချိန်မှာတော့ကမ္ဘာတဝန်းလူတွေရဲ့မနက်ခင်းတိုင်းကိုလန်းဆန်းစေတဲ့ကမ္ဘာအကြိုက်ဆုံးတောက်စရာတစ်ခုအဖြစ်အခိုင်အမာရပ်တည်နေပြီပဲဖြစ်ပါတယ်။အခုဗီဒီယိုလေးကိုကြိုက်နေတတ်တဲ့ဆိုရင် like and follow ထားဖို့လည်းမမေ့နဲ့အောင်နော်။အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်